စစ်သားလည်းမင်္ဂလာပါရှင်ကဲရွှေစရာဒီမှာဒီနေ့ရောက်တော့ပေါ့နော်ဒီနေ့ရောက်တဲ့တဲအောင်မှာဒါပြမပေးရသေးတဲ့အစဉ်လေးတွေပြပေးပါမယ်ရှင်ဒီမှာနော်ဒါဆိုရင် channel စဉ်လေးနော်ဒီမှာဒါဆိုရင် channel စဉ်နှစ်တရာချီခတ်ပါရှင်နော်နှစ်တရာချီခတ်ပါရှင်ဒီမှာနော်အသားနောက် quality share ကောင်းတော့နှစ်တရာချီခတ်ပါရှင်ဒီမှာနော်အရန်လာတော့ဒီမှာ channel စဉ်လေးနော် channel စဉ်လေးလိုချင်တဲ့ဆိုရင်ဒါလေးကစင်တူကင်းနှောက်ရပါမယ်နော်မဲပန်းကြည့်လေပန်းကြည့်လေတူတယ်နော်တယောက်တည်းခက်တာဆိုတော့စင်တူလေးနှောက်ရပါမယ်ရှင်နော် channel စဉ်လေးဒါလေးကိုလိုချင်တဲ့ဆိုရင်ဘယ်စင်းနဲ့ပေးပြီးလဲအချက်လေးနဲ့လာပါရှင်နော်ပြီးလို့ချိန်ဒီမှာရှင်ဒီမနက်ကပြပေးပြီးသွားတယ်ဒီစိတ်နော်ဒီစိတ်ဆိုရင်လည်းဒီမှာရှင်ဒီလိုစင်တူလေးနှက်ဆုံရပါမယ်ရှင်နော်မနော်ဒီဘူးစစ်ဆိုရင်လည်းရှင်တို့ဒီမှာနော်စင်တူလေးနှက်ဆုံရပါမယ်ရှင်ပန်းချီလေးတော့သူကတော့နည်းနည်းကွဲသွားတယ်ခုနကရှင်တို့အယောင်ကကြောင်မကွဲဘူးသူကကြောင်ဒီမှာအစိမ်းမှာကြောက်စိမ်းနဲ့ဟိုကနေခံပေးထားတယ်เนาะဒီလိုပန်းချီလေးတော့ကွဲသွားပါလေရှင်အကြရှင်ပြန်ဖြန့်ပြလိုက်မယ်ပေါ့เนาะပန်းချီလေးတော့ကွဲသွားပါမယ်ရှင်เนาะစစ်စုံလေးပါခြင်းဟိုဘက်ကနေလာနေစစ်စုံလေးဒီဘက်ကနေဒီမှာအပြည့်စစ်စုံလေးကလာအထက်ကန်ပေးအောင်လာလေးလာပါတော့ဒီမှာပါရှင်အပြည့်လေးရခြင်းနဲ့ဆိုရင်ရှင်ပြန်ဒီမှာအပြည့်เนาะအပြည့်ပါရှင်ဒီအပြည့်လေးတွေကိုလည်းအချစ်စိမ်းနဲ့ပေးမယ်နော်တိုင်းနဲ့စုမြတ်နဲ့တော့ရွှေစင်းစရာရွှေစရာအပူမပြောဘူး။ဒါပြဈေးကွက်မှာ9000ကျော်လောက်ပေါ့ဒါရွှေစရာအချစ်စိမ်းနဲ့ပေးမယ်။နော်အချစ်စိမ်းနဲ့ပေးပါမယ်ရှင်ဒီအပြည့်လေးတွေဆိုရင်လည်းဒီမှာနော်အများကြီးမပါဘူးနော်ဒီဒီဇိုင်းလေးတွေကသူတို့တွေကချီဘူးနဲ့ခက်ခတ်နေတယ်တိတ်မခက်ကြဘူးကွာဒီစင်လေးတွေကနော်ဒီစင်လေးတွေကတိတ်ခက်ကြပါလို့ဒီဒါလေးတွေပါမယ်နော်အစင်တူတာရင်ပြလိုက်ရွှေရဲလေးနဲ့ဒီရောက်လေး3အုပ်ပါပါမယ်ရှင်ဒီအပြည့်လေးတွေရချင်တယ်ဆိုရင်ဒါလေး3အုပ်ပါပါမယ်နော်ရှင်ရရွှေကုန်ရောက်ပါအယောက်မြင့်ချီရောက်ပါလေရှင်လုံးဝဆရာငွေကြိုလဲစရာမလိုပါဘူးရှင်ပစ္စည်းသားနာရောက်လာလို့မကြိုက်ဘူးဆိုရင်တော့ဒလီရှိမှာတခါတည်းဖောက်စစ်ပြီးဒလီကိုပြန်ပေးလို့ရတယ်အဲ့လောက်ကြီးအမခံပါလေရှင်လုံးဝဆရာငွေကြိုလဲစရာမလိုပါဘူးရှင်တခါဝယ်ဘူးတိတာထဝယ်ကြတယ်စိုင်းသေးသေးလေးနဲ့ရွှေတင်ကိုဘာလို့ချစ်ခဲ့ကြလဲဆိုတော့ရွှေတင်ပစ္စည်းသားနာလည်းကောင်းတယ်စိတ်ချရတယ်ပေါ့နော်ဈေးကလည်းအရန်ဟိုတင်တာတန်းနေဆိုမြင်နေနော်ရွှေစရာအဖို့မပြောပါဘူးရှင်ကဲလိုချင်တဲ့ဆိုရင်ဒီမှာဒီအပြည့်လေးတွေဆိုရင်ဒီမှာဒါပဲပါတယ်နော်ဒါပဲပါတယ်နော်ဒီမှာနော်ဒါဆိုဒုတ်ထိုအပြည့်ပေါ့နော်ဒုတ်ထိုအပြည့်ဒီအားကြဝိုင်းဝိုင်းနဲ့အစင်အပြည့်ပေါ့နော်ကဲလိုချင်တဲ့ဆိုရင်နော်ရွှေစရာရွှေဘူမျိုးပါအယောက်ဝင်ချေရပါတယ်လုံးဝဆင်ငွေကြိုလဲစရာမလိုပါဘူးရှင်ရွှေစင်ကိုတိုင်ဒီလေးနဲ့ချစ်ခင်ပေးရဲ့ခါခါလေးအားလုံးကိုလည်းရှင်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါရှင်ကျေးဇူးပါ